ဆိုင်ကယ်နဲ့ခရီးသွားရတာတော်တော်ပြောဖို့ကောင်းတဲ့ကိစ္စပါဒီနေ့ဗီဒီယိုကတော့ကော့စင်ချန်းကျုံကိုတွားမှာဖြစ်ပါတယ်မနေ့6နာရီစောစောမှကျွန်တော်တို့ခရီးစထွက်ခဲ့ပါတယ်ဘန်ကောက်ကနေဆိုလို့ရှိရင်တနာရီခွဲဝန်းကျင်လောက်ဆိုင်ကယ်မောင်းပြီးသွားလို့ရပါတယ်ကော့စင်ချန်းဆိုတဲ့ကျုံကချုံပလီပတ္ထရာတို့နဲ့နေတဲ့ကျုံငယ်တစ်ခုပါပဲမနေ့၈နာရီဝန်းကျင်လောက်မှာလေဆိပ်ကိုရောက်ပါတယ်လေစီးကားကဘာ30ပေးရပါတယ်လေစီးပြီးသွားရတာမို့ပင်လယ်ရေလမ်းခန့်တန်လေးတွေတင်ပေါ်သွားလာတဲ့အတန်လေးတွေကနားထောင်လို့အရန်ကောင်းပါတယ်မိနစ်40ဝန်းကျင်ရောက်မှာတော့ကော့စင်ချန်းဆိုတဲ့ကျုံကိုရောက်ပါတယ်ကျော်ရဲ့နေရာနှာပတ်ဖို့ပန်းနေရာပေးပြီးဆိုင်ကယ်ငှားရပါတယ်view point နေရာတွေကတော်တော်များပါတယ်တငယ်ရင်းနေစုပြီးလာတာပေါ်ကောင်းပါတယ်ကျွန်တော်တို့နှစ်ယောက်ထက်လာတယ်မို့ပြင်းဖို့ကောင်းပါတယ်ကျွန်တော်တို့ရောက်တဲ့ခြံကမိုးရာသီဖြစ်နေတော့ကျုံးကြီးက6ကဖြစ်နေပါတယ်ဒီကျုံးကိုလာမယ်ဆိုရင်မိုးရာသီလာဖို့အကြံပြုပါတယ်ဒီကျုံးမှာရေကစားလို့ကောင်းတဲ့ကမ်းခြေတစ်ခုလည်းရှိပါတယ်ဓာတ်ပေါင်ရိုက်လို့ကောင်းတဲ့နေရာတွေလည်းအများကြီးရှိပါတယ်ညနေစောင်းလာရင်မိဖုရားတိုင်းဘက်ကရှုခင်းတွေတော်တော်လှပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ဗီဒီယိုမှာဒီထက်ပိုကောင်းအောင်ကြိုးစားသွားပါမယ်ခင်ဗျာ